ဒီဗီဒီယိုလေးကတော့ကျမရဲ့29နှစ်မြောက်မွေးနေ့မှာတော့ပေါ့နော်မထင်မှတ်ထားတဲ့ကောင်းကြီးတွေခံစားခဲ့ရတဲ့အရာတွေကိုပြန်လည်ပြီးတော့မှဒီဗီဒီယိုထဲမှာပြသမှာပဲဖြစ်ပါတယ်အားလုံးပဲလိုက်ပါကြည့်ရှုပေးကြပါဦးနော်ပထမဆုံးအနေနဲ့ကျမပြောပြချင်တာကပေါ့နော်ဒီ29နှစ်မြောက်မွေးနေ့မှာဘာမှထူးထူးကျမမပြင်ဆင်ဘူးဘာဖြစ်လဲဆိုတော့အလုပ်လည်းမပိတ်ဘူးဆိုတော့ခါတိုင်းနေ့တည်းလိုမျိုးလဲခွင့်မယူတော့ဘူးအဲ့ဒါနဲ့ကျမဒီမွေးနေ့ကိုအလုပ်မှာပဲပြီးသွားမယ်လို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့လည်းပဲဖျားရဲ့ကျေးဇူးတော်တက်ကြောင့်ဖျားခံကျမအရန်ချစ်လို့ပေါ့နော်အလုပ်ကပိတ်သွားတယ်အဲ့ဒါနဲ့ကျမအရန်သွားချင်နေတဲ့နေရာလေးနှစ်တိုင်းလို့ကောင်းကြီးခံယူနေတဲ့နေရာပေါ့နော်အန်တီရဲ့ကောင်းကြီးပေးခြင်းကိုကျမသွားပြီးတော့မှခံယူဖြစ်ခဲ့ပါတယ်ဖြားနာမှာကောင်းကြီးပေးပါတယ်ကျေးဇူးအလုံးစုံလက်စပ်လေးချီးမွမ်းပါတယ်ဒီနေ့ကိုတော့29နှစ်တိုင်ကိုဖြတ်ဖို့ဆောင်ပေးခဲ့တဲ့အတွက်ကိုတော့ကျေးဇူးတင်ဖြတ်တန်းခဲ့တဲ့ကာလထဲမှာလည်းကိုတော့ချစ်တဲ့ကဲခွတော့မွေးနေ့ကိတ်ဆိုင်တွေကိုရောက်ပါအရင်ချစ်ရတဲ့မမနေပြီးတော့မှပေါ့နော်မွေးနေ့ကိတ်သွားရွေးပေးနေတာပဲဖြစ်ပါတယ်လို့အဲ့ဒီနေ့ကပေါ့နော်မမအရန်လှနေတယ်ပေါ့နော်အဲ့ဒါနဲ့မမကိုဗီဒီယိုလေးလည်းရိုက်ပေးဓာတ်ပုံလေးလည်းရိုက်ပေးဖြစ်ခဲ့ပါတယ်ကဲဒါတော့ကျမတို့မွေးနေ့ကိတ်ဝယ်ပြီးတော့ပေါ့နော်စားဖို့တောက်ဖို့အိမ်မှာနည်းနည်းပါးပါးသွားဝယ်နေတာပဲဖြစ်ပါတယ်ကိုင်းမြောက်လည်းပေါ့နော်အားရပါရနဲ့ဝယ်ချမ်းပြီးတော့မှချက်ပြုတ်ဖို့ပြင်ဆင်နေကြပါတယ်ကဲကြတော့မိသားစုရဲ့အတူတူပါမွေးနေ့ကျေးဇူးချီးမွမ်းခြင်းမှာပေါ့နော်အန်တီကနေပြီးတော့မှနှုတ်ပတ်တော့ဝင်ငါပြီးတော့မှသားသမီးတွေကိုခွန်အားပေးနေတာပဲဖြစ်ပါတယ်ငါကောင်းကြီးပေး၍တင်ဤနာမကိုကြီးမြတ်စေမည်တင်ဒီကောင်းကြီးခံတော်သူဖြစ်လိမ့်မည်တင်းကိုကောင်းကြီးပေးတော်သူကိုငါကောင်းကြီးပေးမည်တင်းကိုတင်ခဲ့တော်သူငါတင်စေမည်တင်းအားဖြင့်လည်းလူမျိုးအပေါင်းတို့ဒီကောင်းကြီးမင်္ဂလာကိုခံရမယ်လို့မေ့လို့နေအဲ့ဒါစကားတစ်ခုမဲ့ဖခင်ရဲ့စကားတစ်ခုကိုနော်ဘာမှနောက်ဆန်တင်းချင်းတစ်ခုမှမရှိဘဲနဲ့တွေးတောခြင်းတွေမရှိဘဲနဲ့ဆင်ခြင်ခြင်းတွေမရှိဘဲနဲ့ဖခင်ကတော့ထွက်လို့ပြောလို့ရှိရင်တခါတည်းထွက်မှသွားလာခဲ့တဲ့သူကြောက်ရဲ့အသက်တောင်ဒါနဲ့ပဲဒီနေ့မှာပေါ့နော်မမျောလင့်ထားတဲ့ဘုရားရဲ့ကျေးဇူးတော်အဖြစ်အန်တီရဲ့လက်တင်ကောင်းချီးပေးဆုတောင်းပေးခြင်းကိုခံယူခဲ့ရပါတယ်မိသားစုတွေလည်းအတူတူကကောင်းချီးပေးပြီးတော့မှဆုတောင်းပေးကြပါတယ် Birthday to you Happy birthday to you Rolly Happy birthday to you May God bless you always May God bless you always May God bless you forever May God bless you always Happy birthday. Okay. တော့မွေးနေ့ကိတ်လည်းခွဲပြီးသွားပြီမွေးနေ့ကိတ်စားရတော့မှာပဲဖြစ်ပါတယ်ကဲဒါကတော့ birthday surprise နောက်တစ်ခုပဲဖြစ်ပါတယ်မွေးနေ့ပြီးတော့နောက်တစ်ရက်မှာကျမရဲ့တငယ်ချင်းကျမရဲ့တထေးတူမှာပဲသူကနေပြီးတော့မှ birthday surprise လာတိုက်လာတဲ့အချိန်ကလည်း12နာရီတူအိမ်ရှိမှာပဲ birthday cake ခွဲကြ happy birthday ဆိုကြပါတယ် Happy birthday to you Amenကဲဒါကတော့ကျမရဲ့မမီမမမိုးကြီးကနေပြီးတော့မှကျမအတွက်ဆိုပြီးတော့ surprise လာတိုက်သွားပါတယ်ဒါနဲ့လည်းပေါ့နော်အမိုးကကျမမွေးနေတော့ခရီးသွားနေတဲ့အခါကျတော့အိမ်ကိုအခုမှပဲပြန်ရောက်လို့ဆိုပြီးတော့မှကျမအတွက်မွေးနေ့ခိတ်လေးဝယ်လာတယ်ပြီးတော့ဒီဗီဒီယိုဖိုင်လို့သူပို့ပေးတာတော့ကျမမွေးနေ့ပြီးသွားလို့9ရက်ကျော်သွားပါပြီလို့အခုမြင်နေရတာကတော့ကျွန်မချေရတဲ့ဆ iam မကြီးကနေပြီးတော့မှဆူတောင်းကောင်းချီးပေးနေတာပဲဖြစ်ပါတယ်ဘိုးတွေလည်းမင်္ဂလာရှိစီတော်ပူပါနောက်ထပ်သူ့ရဲ့ယင်းနေအသက်တာရဲ့ယင်းနေဖျားတိဆောက်တဲ့ယင်းနေခရစ်တော်ရဲ့အိမ်တော်ပေးတဲ့အရာကိုလည်းယင်းနေသားပြီးထူးခြားတဲ့ဂတိတော်နဲ့မင်္ဂလာကိုယင်းနေဖွဲ့စီတော်မူပါဖျားသခင်ရဲ့လက်ဖွဲ့သည်အကောင်းဆုံးသောအရာကိုပိုင်ဆိုင်ရတဲ့မိန်းကလေးတယောက်ဖြစ်စီပါဒါတော့အပရဲ့ဆူတောင်းကောင်းချီးပေးခြင်းပဲဖြစ်ပါတယ်အပကတော့နှစ်တိုင်းအမြဲတမ်းကောင်းချီးပေးနေရရှိပါတယ် Kalau begitu balik aku tidak aku Paling no Ludu ni balik resep ke kisi kuiwa Dah sunya aku dah kawa Alo tu kita dah Udah paling amat tu kita dah kita mah ဒီပုံလေးကတော့ပေါ့နော်မြန်မာပြည်မှာရှိတဲ့အိမ်မန်တွေလ
မိဘမဲ့အကြောင်းကနေပြီးတော့မှဆရာတော်ကနေဦးဆောင်ပြီးတော့ကျမရဲ့မွေးနေ့အတွက်ဆုတောင်းပြီးတော့မှကောင်းချီးပေးကြတာပဲဖြစ်ပါတယ်ပြီးတော့ဒီနေ့မွေးနေ့မှာပေါ့နော်ကျမတို့တတိတရားနဲ့ wish လုပ်ပေးကြတဲ့ Messenger မှာရော Viber မှာရော wish ကြတဲ့ဦးလေးအတော်တွေညီကိုမောင်နှမတွေဆရာသမားတွေတယောက်ချင်းပြီးတော့ Facebook မှာကျမကိုပေါ့နော်ချစ်ပြီးတော့ wish ပေးကြတဲ့တငယ်ချင်းတွေညီကိုမောင်နှမတွေဆရာသမားတွေအကြီးဆုံးမဆအငယ်ဆုံးတယောက်ချင်းစီတိုင်းအများကြီးကျေးဇူးအများကြီးတင်ပါတယ်ကဲဒါတော့ကျမမွေးနေ့မှာပေါ့နော်အမတ်တရားဖြစ်စေတဲ့အရာတွေကတခုပဲဖြစ်ပါတယ်ကျမတို့ဆိုပြီးတော့ birthday wish ကိုစာလေးနဲ့ရေးပြီးတော့မှ wish ထားတယ်အရင်ချစ်ရတဲ့မိမိ Twitter လေးပဲဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ကျမဟို wish တဲ့သူတွေထက်မှအသက်အငယ်ဆုံးကျမရဲ့အချစ်တော်ကျမရဲ့ဒူမလေးပဲဖြစ်ပါတယ်သူကလည်းပဲအသက်ဖိုင်ပို့ပြီးတော့မှကောင်းချီးပေးထားပါတယ် Kamu deke aci. Masa tahu masa bah. Ya bebe deke ya bebe moni ketu kuda aku miwini ketu udah sudah. Amin. ကဲဒါကတော့ကျမမွေးနေ့မှာရရှိထားတဲ့ကောင်းကြီးဝိညာဉ်ကောင်းကြီးပြီးသွားတဲ့ကာယကောင်းကြီးတွေလာပါပြီ။ဒီရန်ကိုမချစ်စရာကောင်းတဲ့ birthday present တွေအတွက်ကျေးဇူးအများကြီးတင်ပါတယ်။အရင်လဲကြိုက်ပါတယ်လို့ကျေးဇူးလေးအများကြီးတင်ပါတယ်။ဒီပုံလေးကတော့ပေါ့နော်ဆရာနဲ့ဆရာမတို့မိသားစုကနေပြီးတော့မှမွေးနေ့လဲဆောင်ပေးကြတာပဲဖြစ်ပါတယ်။အရင်လဲကြိုက်ပါတယ်လို့ညင်လေးတွေကပေါ့နော်အမိုးကမွေးနေ့ကျေးဇူးကျွမ်းမွေးခြင်းလုပ်ပေးတယ်ဆိုရင်မွေးနေ့လဲဆောင်နေရတယ်။အဲ့ခါမှာအရင်ပြောတယ်ပေါ့နော်ကလေးပေါ်မှာကြီးလာတဲ့ခါမှာကျတော့လေမွေးနေ့လက်ဆောင်ရရင်လည်းအရင်ပျော်ပါတယ်လို့။ဘာလက်ဆောင်ပဲရပေါ့နော်ကိုကြိုက်ကြမကြိုက်ကြလက်ခံတယ်ပြီးတော့အတိမတ်လည်းပြူတယ်ပေါ့နော်ချစ်လို့ပေးတယ်မေတ္တာနဲ့ပေးတယ်လက်ဆောင်မှန်သမျှကိုခံယူပါတယ်ဒီမှာဆိုရင်ပေါ့နော်အင်ချီလက်ဆောင်ပေးတယ်မမရဲ့ညီမလေးတွေရဲ့ပြီးတော့ဖက်နက်လက်ဆောင်ပေးတဲ့အကိုရဲ့ဗီဒီယိုလက်ဆောင်ပေးတဲ့ညီမလေးရဲ့ကျေးဇူးများတင်ပါတယ်။ရရှင်ထမလာတော့ကျွဲဝချွင်ကောင်းကြီးမင်္ဂလာတယောက်ချင်းစီတိုင်းခံစားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ကျမရဲ့ဒီနှစ်29နှစ်ပြည့်မွေးနေ့အမတ်တရအနေနဲ့အပေါ်မှာပြထားတဲ့ဗီဒီယိုဖိုင်တွေတစ်ခုချင်းစီတိုင်းကဘုရားသခင်ရဲ့ပြင်ဆင်ပေးခြင်းကျေးဇူးတော်တက်တက်ကြောက်တာပိုင်ဆိုင်ရတဲ့နေ့ရက်ဒီဖြစ်ချောင်းကိုဝန်ခံပြီးတော့မှဆုတောင်းပေးကြတဲ့သူများပြီးတော့မှချစ်ပေးကြတဲ့သူများတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးလည်းချစ်ပါတယ်လို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ် See you next video bye bye